အဲ့ဒီအသားကိုကန်ကြည့်လိုက်တာနဲ့ဒီမျိုးသားဟာတခုခုမားနေပြီဆိုတာချက်ချင်းခံစားလိုက်ရပါတယ်ပြီးနောက်တေချာဂယုတစိုက်နန်းကြည့်လိုက်တော့တကယ်ပဲပုံနေပြီဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့ပြိုင်ပွဲမှာသူ့အတွက်ရွေးချယ်စရာတခြားသားမရှိတော့ပါဘူးပရိသတ်တွေရဲ့စိတ်ရှုပ်ထွေးနေတဲ့အကြည့်တွေအောက်မှာဒီမျိုးသားဟာဝတ်သားအစာပဲပြတပတ်ကန်ကိုယူလိုက်ပါတယ်ပရိသတ်တွေဟာနားမလည်နိုင်ဖြစ်နေကြပေမဲ့သူတွန်းဆုတ်နေဖို့အချိန်မရှိပါဘူးသူဟာခရမ်းသီးတစ်လုံးကိုတဝက်စီဖြတ်လိုက်ပြီးချက်ချင်းထွင်းထူးဖို့စတင်มาတော့တဲ့သူ့ရဲ့လှုပ်ရှားမှုတွေကမြန်ဆန်ပြီးတိကျပါတယ်သူ့လက်ထဲမှာနူးညံ့တဲ့ခရမ်းသီးဟာတစ်သားအဖြစ်ပြောင်းလဲသွားသလိုပါပဲမကြခင်မှာပဲသူဟာခရမ်းသီးကိုဟင်းသာပုံစံအဖြစ်ထွင်းထူးလိုက်ပါတယ်ဒိုင်လူကြီးတွေကသူ့ရဲ့ဓာတ်ကင်ကျွမ်းကျင်မှုအတွက်အမှတ်ပြပေးခဲ့ကြပေမဲ့သူဘာဆက်လုပ်ဖို့စီစဉ်နေလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဟင်းပွဲမှာဝက်သားပါဝင်ဖို့လိုအပ်နေလို့ပါတာပေမဲ့ဒီမျိုးသားဟာဝက်သားကိုထပ်မထိပဲနောက်ဆုံးမှာတော့ပဲပြားကိုနှုတ်ဆင်းလိုက်ပါတယ်။ပြီးနောက်ကြန့်ရှိတဲ့ခရမ်းသီးကိုစက်ကူလိုပါလွာတဲ့အချက်တွေဖြစ်အောင်လှိဖြတ်လိုက်ပြီးအဲ့ဒါတွေနဲ့ပဲပြားတွေကိုပက်ကစီပူထဲမှာထည့်ကျော်လိုက်ပါတဲ့အစီအစဉ်တင်ဆက်သူရေးတွက်မှုပြီးဆုံးသွားချိန်မှာဒီမြသားဟာ sauce ကိုလောင်းထည့်ပြီးသူ့ရဲ့ဟင်းပွဲကိုအဆုံးသတ်လိုက်ပါတယ်။ဟင်းပွဲကဘလောက်ပဲလှပနေပါစေဒိုင်လူကြီးတွေကမြည်စမ်းဖို့ညှင်းဆိုခဲ့ကြပါတယ်။ဒီအလှည့်ရဲ့ခေါင်းစဉ်ကဝက်သားပါဝင်ဖို့လိုအပ်တယ်လို့ပြောလိုက်တဲ့အခါဒီမျိုးသားဟာအမှန်တရားကိုပြောပြဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးအဲ့ဒီခါကျမှဒိုင်လူကြီးတွေကစီစဉ်သူတွေပေးတဲ့ပါဝင်ပစ္စည်းတွေဟာပုံနေကြောင်းသိလိုက်ရပြီးအထူးကျွင်းချက်အနေနဲ့ဒီဟင်းပွဲကိုစမ်းသပ်ကြည့်ဖို့သဘောတူခဲ့ပါတယ်သူတို့အံ့အားသင့်သွားတာကတော့ဒီဟင်းပွဲရဲ့အရသာဟာမယုံနိုင်တော့အောင်ကောင်းမွန်နေတာပါပဲအရန်ကောင်းလို့သူတို့စားတာကိုမရက်နိုင်ဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီမျိုးသားဟာစောင်းဆိုင်ခန်းကိုပြန်ရောက်တဲ့အခါပြိုင်ပွဲဝင်အခြားသူတွေကသူ့ကိုလှောင်ပြောင်ခဲ့ကြပါတယ်သူ့ရဲ့ဟင်းပွဲကခေါင်းစဉ်နဲ့လုံးဝမဆိုင်ဘူးလို့ပြောပြီးသူအနိုင်ရဖို့အခွင့်အလန်းမရှိဘူးလို့ပြောခဲ့ကြပါတယ်ဒီမျိုးသားကတော့ပြန်မချေပါပဲစင်ပေါ်ကနေတိတ်ဆိတ်စွာထွက်ခွာသွားခဲ့ပါတယ်မျောလင့်ထားတဲ့အတိုင်းပဲဒိုင်လူကြီးတွေဟာသဘောထားကွဲလွဲခဲ့ကြပါတယ်တချို့ကသူ့ရဲ့ဟင်းပွဲကခေါင်းစဉ်နဲ့မကိုက်ညီဘူးလို့ပြောကြပြီးတချို့ကတော့အဲ့ဒါဟာအလွန်ဖန်တီးမှုရှိတယ်လို့ယုံကြည်ခဲ့ကြပါတယ်ဘာပဲဖြစ်ဖြစ်သူကပဲပြားကိုအသားရတာဖြစ်အောင်လုပ်ခဲ့ပြီးအစားအသောက်လျှော့စားသူတွေအတွက်ပါပြည့်စုံနိုင်ပါတယ်ဒီအကြောင်းကိုစီစဉ်သူတွေကြားသိတဲ့အခါသူတို့ဟာဒီမျိုးသားရဲ့စမ်းသစ်တီထွင်ထားတဲ့ဟင်းပွဲကိုမြင့်တင်ဖို့ဆုံးဖြတ်ခဲ့ပြီးဖောက်တယ်တွေကိုတရားသူကြီးဖြစ်ဆုံးဖြတ်စေခဲ့ပါတယ်မမျှော်လင့်ပဲဒီဟင်းပွဲဟာအရန်ကိုလူကြက်များသွားခဲ့ပြီးဒီမျိုးသားရဲ့အောင်ပွဲဟာထိုက်တန်တာထက်ပိုခဲ့ပါတယ်